အခုအချိန်မှာပြင်းထန်ဝမ်းပြက်ရုံချောယောဂလူနာတွေရန်ကုန်ဆေးရုံကြီးမှာများလာတာကိုတွေ့ရပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကြည့်လိုက်တာဆရာကြီးတယောက်ချင်းပြတာပထမနေ့မှာအယောက်20လောက်တက်တယ်ပြောပါတယ်ဒုတိယနေ့မှာအယောက်80 80လောက်ထိတက်လာတာတွေ့တယ်လို့ပြောရပါတယ်နော်အဲ့ဒီတော့ဒီယောဂကဘာယောဂလဲပေါ့နော်ဒီပြင်းထန်ဝမ်းပြက်ဝမ်းချောယောဂဆိုတာကောလိုရာဆိုတဲ့ယောဂဖြစ်ပါတယ်နော်သူကဘက်တီးရီးယားကြောင့်ဖြစ်တာဖြစ်ပါတယ်ဘယ်လိုကူးစက်လဲဆိုတော့သူကဝမ်းကနေနော်ပိုးရှိတဲ့ဝမ်းကနေအစားအသောက်တွေရောက်ပြီးတော့အဲ့ဒီအစားအသောက်ကိုကိုယ်ကစားလိုက်ခြင်းအပြင်ကူးသွားတာဖြစ်ပါတယ် fecal oral route လို့ခေါ်ပါတယ်နော်အဲ့တော့ဘယ်လိုတွေဖြစ်လဲဆိုတော့ဝမ်းချောတယ်ဝမ်းပြက်တယ်ဂျင်တွေကအဲ့ဒီမတက်နဲ့ဝမ်းတွေကိုနားပြီးရနေအစားအစာတွေကိုဆက်နာခြင်းအပြင်ဒီယောဂါကဇက်တိုက်ကူးတာဖြစ်ပါတယ်တနေရာမှာကူးတယ်ဆိုရင်ရေမတက်ရင်အဲ့ရေတွေကနေပါပြီးတော့နောက်တနေရာမှာအဲ့လိုတောက်လျှောက်ကူးသွားနိုင်ပါတယ်အစာမတက်ရေမတက်ရင်ကူးနိုင်ပါတယ်နော်အဲ့တော့သူကဘယ်လိုလက္ခဏာတွေရှိလဲနော်အဲ့တော့ဒီဝမ်းပြက်ဝမ်းချောယောဂါဟာဘာဖြစ်လို့ဆိုးလဲဆိုတော့ပုံမှန်ဝမ်းပြက်ဝမ်းချောယောဂါကရေတဲ့ဆုံးရှုံးမှုအဲ့လောက်ကြီးမများပါဘူးဒါပေမဲ့ကောလိုရာကတစ်ခါသွားရင်10ကြိမ်အကြိမ်20အဲ့လိုဇက်တိုက်ကြီးသွားပြီးတော့ရေတဲ့ဆုံးရှုံးမှုကအများမြန်ပါတယ်နော်အဲ့တော့ရေတဲ့ဆုံးရှုံးမှုကအများမြန်ပါတယ်အဲ့တော့သူ့ရဲ့လက္ခဏာတွေကဘာတွေပါတတ်လဲဆိုတော့အဲ့လိုမတရားကြီးသွားတာတွေပါတတ်တယ်နော်ပြီးသွားရင်စံစည်းရောင်လိုတွေအဖြူရောင်တွေဝမ်းတွေအဲ့လိုရောင်တွေသွားတတ်တယ်အနက်ကလည်းငါးညံ့လို့နံတတ်တယ်နော်ဒီလိုနံတယ်အဲ့လိုသွားတယ်ဆိုရင်သူကစိုးရင်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကပထမ6နာရီအတွင်းမှာကိုနှုံးတာတွေညောင်းတာတွေဖြစ်နိုင်ပါတယ်12နာရီအတွင်းမှာသူကရေတက်ဆုံးရှုံးတဲ့လက္ခဏာတွေပြနိုင်ပါတယ်နှာခမ်းတွေခြောက်တာတွေနော်နှာခမ်းတွေခြောက်တာတွေအရေပြားတွေခြောက်လာတာတွေနော်ဒါတွေရေရမ်းငတ်လာတာတွေဒါတွေဖြစ်နိုင်တယ်နော်ပြီးတော့24နာရီအတွင်းမှာကိုသူကအသက်ကြောက်ကက်ကိုထိလာတာတွေနော်ရှော့ရတာတွေဒါတွေဖြစ်နိုင်တယ်သူကအသက်ကြီးတဲ့လူတွေအခလေးတွေမှာဆိုရင်ပို့ပြီးတော့ပိုဆိုးနိုင်တယ်နော်အဲဒါကြောင့်မလို့ကိုတွေကဒီရက်ပိုင်းမှာအစားအသောက်အပြင်စာစားတာကိုအတက်နိုင်ဆုံးလျှော့ချပြီးတော့တန်ရှင်းတဲ့အစားအစာတွေပဲစားသင့်ပါတယ်ကိုယ့်အိမ်မှာချက်တဲ့ဟင်းကိုယ့်အိမ်မှာချက်တာတော့အကောင်းဆုံးဖြစ်ပါတယ်ရေကိုလည်းတန်ရှင်းတဲ့ရေကိုပဲတောက်သင့်ပါတယ်နော်ရေတန့်ပဲတောက်သင့်ပါတယ်ကြိုချက်တောက်နိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်နော်အဲ့တော့ဒီဟာကိုဖြစ်လာတဲ့အခါမှာသူကအဲ့တော့ကို့မှာဝမ်းလျှောလာပြီဆိုရင်ဝမ်းလျှောတာကပုံမှန်လို့အိမ်မာကြီးပဲတစားကြီးထိုင်တောက်နေတာလဲစားဆရာဝန်ပြတာကအကောင်းဆုံးဖြစ်ပါတယ်ဆရာဝန်ကဒါကကောလိုရာဖြစ်နိုင်လားဆိုတော့စဉ်းစားပြီးတော့ကိုကူပြီးမှဖြစ်ပါတယ်အဲ့တော့ဒီယောဂအဲ့တော့အရေးကြီးဆုံးကတော့ဒီဝမ်းလျှောလာပြီဆိုရင်တစားကြီးတောက်ဖို့အရေးကြီးဆုံးဖြစ်ပါတယ်ပိုးသက်ဆေးတွေprobiotic တွေထက်ဆိုင်ရင်တစားကြီးအရေးကြီးဆုံးဖြစ်ပါတယ်ပိုးသက်ဆေးကတော့ doxycycline ဆိုတဲ့ဆေးကိုတော့ဒီကောလိုရာမှာပေးပါတယ်ဒါပေမဲ့ doxycycline ဆိုတာလည်းကုသမှုအတွက်ပေးတာမဟုတ်ဘဲနဲ့ပိုဆိုးတာကိုတက်တာအောင်ပေးတာဖြစ်ပါတယ်နော်အဲ့တော့ doxycycline လေးပေးတယ်အရေးကြီးတော့တစားရည်တောက်ဖို့လိုတယ်ကို့မှာရေတက်ဆုံးရှုံးတဲ့လက္ခဏာတွေရှိတယ်သွေးပေါင်တွေကျလာတယ်ဆိုရင်ဆရာဝန်တွေက Ringernetic ဆိုတဲ့ drug ကိုအရေးပေါ်သွင်းရပါတယ်နော်အဲ့တော့ဒီခုတလော one shot တယ်ဆိုရင်မပေါ့ဆပဲနဲ့ဆေးကမ်းပြပြအောင်ပြကြပါကျေးဇူးတင်ပါတယ်